ငယ်တော့ blogger ရန်ဖြစ်ရှင်ကကျွန်တော်အခုတော့ blogger လေးဖြစ်နေရပါပြီအားလုံးမင်္ဂလာပါဒီရဲ့ကလာမင်းသားနဲ့ဒီရှုခင်းမှာရောက်နေပါတယ်မရောက်ဖြစ်ရနည်းနည်းကြာတဲ့ဒီလေးစစ်လိုက်ပေါ့တစ်ချက်ပြပေးလိုက်မယ်ဒီလိုပုံစံမျိုးပေါ့နော်လားလေး အားလုံးမမိကြပါပါမယ်လေးပြန်မိတ်ဆက်ပေးပါဦး မဲတော့မေ့အချေတော့မဲတော့မတီးတော့ ဆောင်းဒီရောက်တဲ့ချိန်ကြာရင်တော့အမပြအနေနဲ့ပြန်ကြည့်လိုက်အောင်ပေါ့နော် စိတ်ဆိုတဲ့နေရာဒီနေရာမှာ ဒီနေ့ကရေနည်းနည်းပူနေလာလို့ ဒီနေ့ อืม ရေပုံနေဆိုတော့တဲ့ရေမှအစိမ်းလုံးကောက်တယ်ဒီရင်ကျတော့မရဘူး ကလေးတွေစော့နေတာလေးတွေအရင်ကကြည်နူးဖို့ကောင်းပါလေတော်သေးလို့ဘယ်အတွက်မှမတွေ့အမကလေးတွေပါဒါမဖြစ်မနေတီးရမယ့် short လေး short ဆိုတဲ့ဒီနေရာမှာပေါ့နော်အခုဆိုရင်ဒီနေရာကရေတွေနဲ့ပြည့်နေနေပါပြီဒီရတော့ဒီစကားပြောဗီဒီယိုတွေရတာပြင်းလာလို့ပေါ့နော်တခါလေလဲ blog တွေပါရိုက်ကြည့်ရှင်တော့ ဟိုတဲ့ရေပြဲစိတ်ပါဖြစ်ပါတယ် short ပဲတိုင်ဆက် Oh shit what the fuck တော်သေးလာရဗျာကျွန်းဘယ်လိုရရလဲဒီမှာပြနေပါတယ် ဒီလိုရအေးကျွန်တော်မှာကင်မရာတွေပါလာတာလေရိုက်ဖို့မေ့နေတာ ဒီအောက်ရှာ ခင်းလေးတွေကတော့လိုက်ရနေတယ်နော်လောကျွန်တော်လိုက်ချင်စတီဗလိုက်တာတော့မစိုးပါဘူးကင်မရာမန်ကိုကျေးဇူးများတင်ပါတယ်နောက်မှစော်နဲ့ဟုတ်ကျွန်တော်ရွာက